happy birthday ပါနော်ဒီနေ့အမေကပြည့်စက်ပြီးရှိလို့ပေါ့နော်ဒါအမေရဲ့ဘရော့ကားနဲ့ရှယ်မဲဖြစ်ပါတယ်အမေရဲ့ဒီပြည့်စက်ရှင်ရဲ့ဒီပေါ့နော်အမေ family အမေဆောက်ရှင်မှာဖြစ်တဲ့သူကြောင့်မလို့အမေကိုအကောင့်လာအဲ့ပြကြပါဦးရှင်အရင်တော့ပြောခဲ့ရတယ်ပေါ့နော်ဒီတော့အကောင့်ကိုပြောင်းနေပေါ့နော်အမှန်တကယ်တော့အမေကတော့တစ်ခေါက်ပဲရှိပါတယ်နာမည်ကတော့ EMMY အမေကို8368အဲ့ဒါမှအမေကောင်းစစ်ပါနော်EMMY အမေကို8368ပဲဖြစ်ပါတယ်အမေ family တွေကိုအမေနဲ့ဒီဆော့ရှင်ရဲ့ family တွေကိုဘာနော်ဒီမျိုးအသီးလေးအလားကားပေးပါမယ်ရှင်chess မှာပြောလို့မရတော့မေဘနော်အမေကိုအကောင့်ပေါ့နော်လာလက်ခံတဲ့သူတိုင်းကိုလာလက်ခံပြီးတော့အမေနဲ့ကိုရောကလည်းမှာလာကျင်းနေတယ်အကားပေးရမယ်ရှင်ဒီခလေးတွေမှာပေါ့နော်မင်းတို့ဆက်ရှင်နေကြလာပေါ့နော်ဆက်ရှင်နေရှိ EMM ကိုရှိတော့ရှောက်ရှိကိုလိုရပါတယ်မှာလက်ရှာပြီးတော့ဖတ်လာအဲ့လိုက်ပေါ့နော်အကယ်၍အမေအကောင်လုံးအမေဖက်လက်ခံပေးပါမယ်ရှင်ပြီးတော့ဒီလိုမျိုး egg လေးလည်းအမေကခုနကျတော့အကောင်လုံး gift လေးဖောက်ပေးမယ်ပေါ့နော်ပြီးတော့အဲ့ဒီအများကြီးပဲပေါ့နော် miss မစီဘာမှမကောင်းအဲ့ဒီကိုလည်း gift လေးဖောက်ပေးမှဖြစ်တဲ့ဒီကြောင့်လို့ဒီနေ့ဒီလိုလာဆော့ပြကြပါရှင်ကဲအမေအဲ့ဒီလာပြပါမယ်ဖြစ်ပါတယ်အဲ့ဒီတဲ့ကြောင့်မလို့အမေနဲ့လူကိုရောဆော့ရှင်တဲ့လူလေးတွေပေါ့နော်အမေကောင်းလာအပ်ပေးပါနော်အမေကနေပြီးတော့ဖက်ပြန်လာအပ်ပေးပါမယ်ရှင်အမှန်တမ်းပြောရလို့ရှိရင်အမေလိုချင်ဆုံးစိတ်တည်းရှိပါတယ်အဲ့ဒါအမေတကမှမရဘူးဒီဟာပဲရဖို့ပါတယ်အဲ့ပင်လေးဟုတ်ပါတယ်အမေလိုချင်တာဒီပင်လေးပေါ့နော်အဲ့ပင်လေးလိုချင်တာပဲဖြစ်ပါတယ်ကဲရဲ့အမေစီမှာပေါ့နော်girl အကားနဲ့အတူတူလဲဆိုရင်အမေဖက်လေးကိုစားတယ်အမေနဲ့တူတူဆိုရင်လည်းခုမှဆက်စမဲ့ဒူလေးရတယ်အမေနဲ့လာဆိုရှင်အမေဒီလေးကိုလာကားပေးပါမယ်ရှင်ကဲအားလုံးပဲဒါလေးလာပြောရဖြစ်ပါတယ် bye bye ပါ guys အားလုံး happy birthday ပါနော်အမေရချက်ကိုမစားပါဘူး